အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအမြဲတမ်းရွတ်ဖတ်ပူဇော်နေလေးရှိကြတဲ့ပရိတ်ကြီးစက်တုတ်ထဲမှာပါဝင်တဲ့မေတ္တာတုတ်အကြောင်းလေးကိုညီမပြန်လည်မျှဝေပေးရှင်ပါတယ်ပြန်လည်မျှဝေခွင့်ပြုပါရှင်ဒီမေတ္တာတုတ်ကအယံကိုလေးနှက်ပြီးတော့တမိုးရှိတဲ့မေတ္တာတုတ်ပဲဖြစ်ပါတယ်ညီမပြန်လည်မျှဝေပေးရှင်ပါတယ်ပထမဆုံးမေတ္တာတုတ်မှာပေါ့နော်ယတ္တာနုဘာဝတော်ယက္ခနေဝတတ္တန်နိပိဒနံယံမိစေဝနုယုံဇံတော်ရတ္တိနိဝမတ္တန်တိတော်ဒုက္ခံသူပတိတုတ်တော်စာပါပံကိဉ္စီနပတတိဧဝမာတိဂုဏုပေတံပရိတံတမ္မနာမဟိဆိုတဲ့စကားကမြတ်စွာဘုရားရှင်ဟောကြားခဲ့သောစကားမဟုတ်ပါဘူးဒီမေတ္တာတုတ်ကိုရွတ်ဖတ်တရေစေခြင်းလာအောင်လို့မေတ္တာတုတ်ရဲ့အကျိုးကိုဖော်ပြပြီးတော့တိုက်တွန်းပြောကြားသောစကားပဲဖြစ်ပါတယ်မေတ္တာတုတ်ဆိုတာကရွတ်ဖတ်ယုံတတ်မဟုတ်ပါဘူးပေါ့နော်များသောအားဖြင့်ညီမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကပေါ့နော်တိတ်ပိတ်တရားတော်တွေကိုရွတ်ဖတ်ခြင်းနာယူခြင်းနဲ့ပဲလုံလောက်ပြီလို့ထင်နေကြတယ်ပေါ့နော်နောက်တစ်ခုကမြတ်စွာဘုရားရှင်ကပိဋကတရားတော်တွေကိုဟောတဲ့အခါမှာပေါ့နော်မေတ္တာနဲ့သစ္စာကိုအဓိကထားပြီးတော့ဟောလေးရှိတယ်အန္တရာယ်ကိုကာကွယ်တဲ့အခါမှာမေတ္တာကိုအသုံးပြုတဲ့နည်းစနစ်ရဲ့သစ္စာကိုအသုံးပြုတဲ့နည်းစနစ်ရဲ့ဆိုပြီးတော့မေတ္တာရဲ့သစ္စာရဲ့ဆိုပြီးတော့နှစ်မျိုးကိုအဓိကထားပြီးတော့ဟောလေးရှိရပေါ့နော်နောက်တစ်ခုကမေတ္တာဆိုတဲ့စကားတရားဟာပေါ့နော်ဒီမေတ္တာတော့ကရွတ်ဖတ်ရမယ့်တရားမဟုတ်ဘူးပွားများရမယ့်တရားဖြစ်ပါတယ်တဲ့ဒီမေတ္တာဟာတမထကမ္မထန်ထဲမှာပါဝင်တယ်ပွားများကြရမှာပဲဖြစ်တယ်မေတ္တာသုံးနဲ့ပတ်သက်လာလို့ရှိရင်ရွတ်ယုံတတ်နဲ့ရွတ်ရမှာနဲ့မဟုတ်ဘူးမေတ္တာတုတ်ကိုနေ့စဉ်ဖတ်လို့ရှိရင်နေ့စဉ်ရွတ်ဖတ်လို့ရှိရင်အန္တရာယ်တွေကင်းတယ်နာလို့ရှိရင်အန္တရာယ်တွေကင်းတယ်လို့မေတ္တာတုတ်ထဲမှာပေါ့နော်တလုံးမှမပါဘူးတဲ့ဒီတို့တော့ဒီအများစုကပေါ့နော်ဒီလိုပဲညီမတို့ဗုဒ္ဓဘာသာလူမျိုးအများစုကတော့ဒီလိုပဲယုံကြည်နေကြတယ်ပေါ့နော်မေတ္တာမှာလည်း၃မျိုးရှိရပေါ့နော်မေတ္တာ၃မျိုးကကာယကံမေတ္တာရဲ့ဝစီကံမေတ္တာရဲ့မနောကံမေတ္တာရဲ့ဆိုပြီးတော့၃မျိုးရှိရပေါ့နော်ပထမဆုံးကာယကံမေတ္တာဆိုတာကဒီညီမတို့တွေလမ်းသွားတဲ့အခါမှာလမ်းပေါ်မှာဆူညောက်ခွက်လုတ်တွေအမိုက်တရိုက်တွေတွေ့တယ်ဆိုရင်ဖယ်ရှားပေးတာဒီလမ်းပေါ်မှာသွားတဲ့သူတွေခရုံးမတိုက်ကြပါစေနဲ့ဆူမြည်ကြပါစေနဲ့ဆိုပြီးတော့ဖယ်ရှားပေးလိုက်တာကကာယကံမေတ္တာပေါ့နော်အများဒုက္ခမရောက်စေခြင်းဘူးအများချမ်းသာစေခြင်းနဲ့ဆိုတဲ့များသွားဟိုမှာကျောင်းတွေပါသွားကြတယ်ဆိုရင်ဒီရက်စီးတွေလဲပေးတာလို့ကျောင်းကန်တွေမှာဒီရက်စီးလဲပေးတာတွေကာယကံမေတ္တာပေါ့နော်မေတ္တာကိုကိုယ်အမှုနဲ့ပြတာကိုကာယကံမေတ္တာလို့ခေါ်ပါတယ်နောက်တစ်ခုက